ကျွန်တော်နိုင်ယူတိုင်းဆိုတိုင်းကျွန်တော်ဘုံမှာအများအားခွက်လို့တဲ့မိန်းကလေးတယောက်အကြောင်းကိုကျွန်တော်ဒီတစ်ချင်းလေးနဲ့ပြောချင်ပါတယ်မင်းကျော်ဆိုရေးပေးတဲ့တစ်ချင်းလေးဖြစ်ပါတယ်အနည်းဆုံးတော့မုန်းလိုက်ပါလို့မြင်ရပါတယ်နောက်ဆက်ကြပါအမြဲတမ်းကနိုင်ယူသိနေရက်စက်တဲ့လကားလုံးတွေသုံးတာချစ်ဆုံးရဲ့ပေါ်ငါဟာစိုးစိုးလူမင်းရင်ဝင်နဲ့မထိုက်တန်တဲ့လူကိုနေလုံးတော့မုန်းလိုက်ပါတော့မင်းဆက်ကြည့်ရင်မင်းစိတ်ဆင်းရဲစိတ်နာပါအနေလုံးတော့မုန်းလိုက်ပါတော့ငါချင်းချင်းတောင်းဆိုနေမယ်မုန်းလိုက်ငါကိုမုန်းလိုက်ပါဟဲ့ငါပြစ်တွေကများခဲ့ပါပြီမင်းနဲ့မထိုက်တန်လိုက်တဲ့သူချစ်တဲ့ကိုရှာလမ်းခွဲကနေဆုံးသွားတော့အနေလုံးတော့မုန်းလိုက်ပါလားခဲ့သူအပေါ်မြဲတမ်းကအနိုင်ယူသိနေရက်စက်တဲ့လကားလုံးတွေသုံးတာချစ်ဆုံးရဲ့ပေါ်ငါဟာစိုးစိုးလူမင်းဝင်နဲ့မထိုက်တန်တဲ့လူကိုနေတော့မုန်းလိုက်ပါတော့မင်းဆက်ကြည့်ရင်မင်းစိတ်ဆင်းရဲနေတော့မုန်းလိုက်ပါတော့ငါချင်းကြီးတောင်းဆိုနေမယ်မုန်းလိုက်ငါကိုမုန်းလိုက်ပါဟဲ့ငါပြစ်တွေကများခဲ့ပါပြီမင်းနဲ့မထိုက်တန်လိုက်တဲ့သူချစ်တဲ့ကိုရှာလမ်းခွဲကနေဆုံးသွားတော့နေတော့မုန်းလိုက်ပါလားကျေးဇူးများတင်ပါတယ်